Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတူရီ KH channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ကဲဗုဒ္ဓနေ့မှာတော့ကျွန်တော် YouTube ကမိတ်ဆွေများအတွက် break မင်းသားဆိုတဲ့အတိုင်းကျွန်တော်ရဲ့ break ပေါ့ဗျာ break ကလေးပဲပေါ့မိတ်ဆွေတို့ရေနော်ဆိုတော့ဒီလောက်လေးနဲ့ပဲကျင်းနေပြီပါနှစ်သိပြီပါရောင်ရဲပြီပါနားလည်ပြီပါဆိုတော့နော် break လေးပါမိတ်ဆွေတို့ရေကျွန်တော်လည်းစူးစမ်းတာပဲကျွန်တော်ရဲ့ formula ကိုကနော် formula ကိုကဂျိုဆိုးဖြစ်နေရလားမသိဘူးကဲထားပါတော့နော်အဲ့တော့မိတ်ဆွေတို့ကြာသာပေးနေပါကြာသာပေးနေတော့ကျွန်တော်ညံမိသလားအကောင်းဆုံးစူးစမ်းပြင်ဆင်ထားပါတယ်เนาะဆိုတော့ကျွန်တော်မိတ်ဆွေများဒီရာဒီမှာဖျားကြနာကြတာတော်တော်များပါတယ်မိတ်ဆွေတို့တကယ်ပြောတာကျွန်တော်ရက်ကွက်ထဲမှာလည်းဖျားတယ်ကျွန်တော်အိမ်မှာလည်းကျွန်တော်အိမ်မှာလည်းဖျားနေတဲ့သူရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကျမ်းမာရေးဂရုစိုက်ပါအားရှိအောင်စားပါเนาะမိုးရွာတဲ့သွားရင်ခေါင်းဆောင်မှာရေချိုးတာကိုအလုံးမလိုက်ပါနဲ့ရေချိုးမပေါ့ပါနဲ့เนาะပြီးတော့ပေါ့တဲ့ဆက်မနေပါနဲ့လို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့ကျွန်တော်ဒီနေ့စေကန်ကျွန်တော်အိမ်ရတယောက်နေမကောင်းလို့စေကန်တော့ပြရင်လည်းဆရာဝန်ကပြောတယ် bias တစ်မျိုးပြန့်နေတယ်ပေါ့နော်အဲ့ဒါကဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကိုပူလာမယ်ပြီးတော့နှာခေါင်းကနာရီတွေကျလာမယ်ပေါ့နော်ဒါပေမဲ့သူကတမန်ဖျားဖို့ပါပဲဒါပေမဲ့ကျွန်တော်တို့ပုံမှန်သွေးလုံးတုပ်ကွေးဖြစ်တဲ့ပိုးလို့တော့မဟုတ်ဘဲနဲ့သူကပြန့်လွယ်တယ်ပေါ့ဗျာအဲအကြောင်းလည်းခုဒီဘက်မှာလူတွေတော်တော်များဖျားနေကြတာပေါ့ဗျာဘာလို့ဆိုနေအောင်ကြီးမမရနေအောင်ကြီးမရတော့ဒီပိုးတွေကပြန်ပိုကောင်းတယ်ပေါ့ဗျာဆိုတော့ကျွန်တော်မိတ်ဆွေများကျမ်းမာရေးကိစ္စကြပါလို့ကျွန်တော်ပြောလိုပါတယ်เนาะကဲဒီတော့မိတ်ဆွေတို့ကျွန်တော်တို့ကဗုဒ္ဓနေ့မှာ16ပေါ့16ဆိုတော့မိတ်ဆွေတို့6နောက်ပိတ်ခွန်ဘရိတ်ဖြစ်ပါတယ်6နောက်ပိတ်ခွန်ဘရိတ်ဖြစ်တဲ့ကြောင့်မိတ်ဆွေတို့6934ဆိုတဲ့ကီးတွေအားကောင်းပါတယ်6934ဆိုတဲ့ကီးတွေကမိတ်ဆွေတို့ခွေးပြလိုက်တာကကျွန်တော်25ရာခိုင်နှုန်းရှိပြီးတော့တလုံးမြိုက်တာတော့85ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေလို့ညံရှိတော့သုံးချပါเนาะကြာသာမင်းတို့မိတ်ဆွေတို့ကျွန်တော်ရအကောင်းဆုံးကီးကတော့6934ကီးဖြစ်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော် YouTube ကမိတ်ဆွေတို့တော့ကျွန်တော်ရဲ့မွေးပရိမိတ်ဆွေဆိုလဲမွေးပရိ break ပဲ YouTube ကမိတ်ဆွေဆိုလဲ break လေးပဲပေါ့နော်ဆိုတော့ဒါမှမဟုတ်ဘာမှမပါတဲ့ဆိုင်တော့ဒီဘာလေးတွေနဲ့တော်ပါသေးတယ်ပေါ့မိတ်ဆွေတွေနော်အဲ့တော့နားလည်ပြပါလို့ပြောလို့ရတယ်ကျွန်တော်လည်းအကောင်းဆုံးအကောင်းကြိုးစားနေပါတယ်ကျွန်တော်ရဲ့ Viber တွေကမိတ်ဆွေတွေကျွန်တော်ပြောလို့တာကလည်းကိုကတင်းလာနေမနက်ကနေစပြီးတောက်ကြနေညနေဒီလမ်းလေးရှောက်မှစိတ်ကူးထားရင်ကျွန်တော်ပြောနေကြအတိုင်းပဲဒီလမ်းလေးပဲပုံမှန်လေးဆက်လျှောက်ပါတင်းလာတွေပြင်းလာတွေဘေးဖယ်ထားပြီးတော့အစကလေးကဒီတိုင်းလေးကိုအဆုံးထိဒီတိုင်းလေးပုံမှန်လေးသာဆက်သွားပါလို့ကျွန်တော်ပြောလိုပါတယ်เนาะဆိုတော့မိတ်ဆွေတို့ကြာသာပြီးတော့ကျွန်တော်ရအကောင်းဆုံး break ကတော့9-4 break ဖြစ်ပါတယ်เนาะအဲ့ဒီတော့မိတ်ဆွေတို့ကျွန်တော်တို့ကြာပြီးတော့ကြာမှာမိတ်ဆွေတို့သတိထားပါပြန်ကြသတိထားပါเนาะပြီးတော့ကျွန်တော်တို့တင်းလာနေမှာမြူးခဲ့တဲ့အရာကိုကြံချိန်နေမှာကြိုက်ပါလို့ကျွန်တော်ပြောလိုတယ်เนาะတင်းလာနေမှာမြူးခဲ့တာတော့သိမှာပေါ့ဗျာမနေ့နဲ့ break ညနေလည်း break ဆိုတော့အဲ့မြူးခဲ့တဲ့အရာကိုကြာပြီးတော့ကြာမှာကြိုက်ပါအာရုံတွေများတော့မလည်းကြောက်တယ်ကျွန်တော်ပြောချင်တယ်ပေါ့เนาะဆိုတော့မိတ်ဆွေတို့ပြန်ကြတဲ့ကဆိုရင်လေးရှိရတုံညနေရသတိထားပါပြန်ကြတဲ့မှာလေးရှိရတုံညနေအားကောင်းပါတယ်ကျွန်တော်မိတ်ဆွေများနော်ကဲတော့မိတ်ဆွေတို့9လေးမိထင်းမှာကျွန်တော်ကြံစည်ချက်မူကတော့6940 6850 5ခုဖြစ်ပါတယ်9လေးမိထင်းမှာကျွန်တော်ကြံစည်ချက်မူကတော့6940 6850 5ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပါစေသွားတဲ့ကိုပါလူရဲ့ဆန္ဒရည်ပြည့်စုံပြီးလောဘကိုအမှန်တကယ်ရတဲ့ထိမှာခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုအရင်ချစ်ပါတယ်ကျွန်တော်မိတ်ဆွေများစိတ်ချမ်းသာကိုကျန်းမာကြပါစေကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာ